အားလုံးပဲမင်္ဂလာပါမြန်မာ 3D channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကြားထဲမှာဗီဒီယိုတွေတော်တော်လေးကြာပါပြီမတင်ပြပါဘူး9နှစ်6နှစ်လောက်ရှိပြီဒီကြားထဲချို့ကျွန်တော်အားပေးတဲ့သူတွေလာမေးကြပါတယ်ကျမ်းမာရေးမှာကောင်းရင်လားကိုဗစ်တော့အမြန်တစ်ခုဖြစ်လို့လားစသဖြင့်အမျိုးမျိုးပေါ့လာပြီးစိတ်ပူပေးကြတဲ့သူတွေကိုလည်းတူချင်းစီကိုကျေးဇူးတင်ပါတယ်တခြားတော့မဟုတ်ပါဘူးဗီဒီယိုမတင်ပြတာကျွန်တော်တခြားပြင်လုပ်ငန်းတစ်ခုနဲ့လုပ်များနေတာရဲ့ trading တစ်ဖက်ကဆိုတော့တော်တော်လေးကြာသွားပါတယ်ဗီဒီယိုမတင်ပြတာစောင့်မျှော်နေတဲ့သူတွေရှိတယ်ဆိုတော့လေကျွန်တော်အားတက်ရပါတယ်အဲ့တော့ဒါတော့ပြန်ပြီးတော့ကျွန်တော်နှုတ်ခွန်းဆက်တာတဲ့ဗီဒီယိုလေးတစ်ခုပါဟိုတော်များများတော့ဒီ training ရဲ့ကိုဝင်လာကြတယ်ဘယ်ကနေဘယ်လိုစရမှန်းလည်းမသိဘူးစသဖြင့်ဒီလိုတွေပေါ့နော်နည်းနည်းလမ်းပြောက်တဲ့သူတွေလည်းတချို့ရှိနေကြတယ်တော်များများကျွန်တော်ဗီဒီယိုလေးတွေကြည့်ပြီးနားလည်တယ်ဆိုတော့လည်းကျွန်တော်ဝမ်းသာရပါတယ်နောက်ပိုင်းတော့ကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်သွားဖြစ်ပြီးတော့အချိန်ယူပြီးတော့စူးစမ်းပြီးတော့တင်သွားပေးပါမယ်အဲ့တော့လောလောဆယ်ဘယ်ကနေဘယ်လိုစရမှန်းမသိဘူးလမ်းပြောင်းနေပြီးတော့စနစ်တကျသင်ယူခြင်းနဲ့ဆိုတဲ့သူတွေအတွက်လည်းကျွန်တော်သင်တန်းလေးတစ်ခုဖွင့်ဖို့စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ video description မှာကျွန်တော် page က link လေးပေးထားပါမယ်စိတ်ဝင်စားတဲ့သူတွေလာပြီးစုံစမ်းမေးမြန်းလို့ရပါတယ်ဒီမှာတော့ education purpose အနေနဲ့ဗီဒီယိုတွေတော့နောက်ပိုင်းဆက်လက်ပြီးတင်သွားပေးပါမယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြရအောင်